ဆိုရင်ဂျော်ဂျီယာကိုစပြီးတော့ထွက်ခွာတော့မှာဖြစ်ပါတယ်ကျမတို့ဂျော်ဂျီယာခရီးစဉ်ကိုဆက်လက်ပြီးစောင့်ကြည့်ကြပါဦးရှင်အခုဆိုရင်တော့ညီမတို့ကအဘူဒါဘီလေဆိပ်ကိုရောက်နေတာဖြစ်ပါတယ်ညီမတို့ရဲ့လေယာဉ်ကမနက်6နာရီထွက်မှာဆိုတော့ညီမတို့ဒီကနေဒူဘိုင်ကနေပြီးတော့12နာရီလောက်အဘူဒါဘီကိုထွက်ပါတယ်ရှင်အဲ့နေ့က UAE National Day ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့လက်ဆောင်ပစ္စည်းရဲ့ airport ကနေပြီးတော့လက်ဆောင်ရခဲ့တယ်ပေါ့နော်အဲ့လက်ဆောင်တွေမှာကျတော့သူ postcard ပေးတယ်ပြီးတော့လက်ဆောင်ပစ္စည်းလေးညီမဆိုလို့ရှိရင် TV တသေးလေးလက်ဆောင်ရခဲ့ပေါ့နော်ပြီးတော့တော့ချိတ်လေးရပေါ့ချက်ကင်ဝင်ပြီးတော့ညီမတို့ဘိုက်စာရေးအတွက်ကြောင့်မလို့ဖူကော့မှာထပ်ဆက်ချီခင်ကနေပြီးတော့ကြက်ကြော်ဝယ်စားကြရပေါ့နော်ကျန်နေအခုအစားပြီး3ယောက်တာရဲ့ခီးစဉ်လေးကိုစတင်လိုက်ပါပြီအခုကတော့ဂျော်ဂျီယာရဲ့ထက်ဘလက်စီမြို့ကိုရောက်လာပါပြီရှင်။အောင်မရောက်တော့မမေအောင်နေတယ်။ကားစီဘီဟိုတယ်ကိုသွားနေပါပြီ။ဒီစိတ်ကနေပြီးတော့ဟိုတယ်ကိုသွားရဲ့လမ်းကတော့မိနစ်30လောက်တော့ကြာပါတယ်ရှင်။ Finally ဟိုတယ်ကိုရောက်လာပါပြီရှင်။ Rabbit တိုးကိုင်းတဲ့မျိုးတွေကအထင်ကြီးနေရာလေးတွေကိုစတင်လက်ပတ်နေပါပြီရှင်။ Rich Park ကိုဖြတ်ပြီးတော့ Peace Bridge ကိုရောက်လာပါပြီရှင်။ဒီတရားကခူရာမြစ်ကိုဖြတ်ပြီးတော့စောက်ထားတာဖြစ်ပါတယ်။ဒီလမ်းလေးကအရန်တာယာလောက်ပါပြီးတော့သူတို့ရဲ့အထင်ကြီး traditional food တွေရောင်းတဲ့စားတောက်တန်းလေးဖြစ်ပါတယ်။ဒါကတော့ညီမတို့ရဲ့တိုးဂိုက်ကအထင်ကြီးနေရာတွေကိုလိုက်ပြပြီးတော့ရှင်းပြပေးနေတာဖြစ်ပါတယ်။ Ne? Georgian Churchill. Churchill. Where are you from?
ခုကတော့22မီတာရှိတဲ့ရေတံခွန်ဘက်ကိုသွားနေရပါဒီ waterfall ကတော့ပြပြင်ဆဲကာလဖြစ်တဲ့အတွက်ဝင်ခွင့်မရခဲ့ပါဘူးအေးလုံးလို့လက်တွေအရန်ရဲနေပါတယ်ဒါကတော့မြို့လေကောင်မှာရှိတဲ့ချက်ချောင်းတစ်ခုရောက်နေတာဖြစ်ပါတယ်ဒါကတော့တောင်ပေါ်မှာရှိတဲ့ပန်းချံတစ်ခုရောက်နေတာဖြစ်ပါတယ်ဒီနေရာကတော့မိသားစုနဲ့လာရင်ပို့ပြီးတင့်တော်ပါတယ်ခလီကစားစရာနေရာတွေလည်းဒီမှာရှိရပေါ့နော်ဒီကတောင်ပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Tbilisi မြို့ကိုအပေါ်ကနေစီးပြီးမြင်ရတဲ့မြင်ခွင့်ရအရင်တက်ရှုမောစရာကောင်းပါတယ်ဒါကတော့ Tbilisi မြို့ရဲ့အခမ်းအနားဆုံးဖျားကျောင်းတစ်ခုဖြစ်ပါတယ်အိမ်နာဘက်ကိုရောက်နေပါကြောက်စရာတည်ရင်ချောင်းတော့နေတော့မကြနိုင်ဘူးဒါမဲ့အေးတယ်ရမ်းအေးတယ်လက်လေးထောင်ကြလိုက်ပါမလားဒီနီးနေတယ်ဒီကကောင်လေးချောလား
ပေါင်ရင်းချောတာလူကျင်လိုက်တာကျွန်တော်တို့သူတို့ဂျီတာရဲ့စားကြရပါတော့ချွတ်ချင်လားဘာချောင်းလဲတော့မသိဘူးနော်စားလို့ကောင်းမလားလဲမသိပါဘူးချွန်တက်လို့စားလို့မကြည့်ရပါဘူးနော်ချောင်းလိုက်ကြည့်ရဘာလို့ဒီကနေ့ရောဒီမှာတော့ပြောနေတာဖယ်ဖုန်းမှာကျွန်တော်ရဲ့ဒီမှာရဲ့ carry ဖုန်းမှာမတွေ့ရတယ်ဒီမှာပြီးတော့ပြည့်နေတယ်တော့ချင်တယ်ဒီမှာတော့ကြောက်နေဒီရတော့ပြည့်နေကြတယ်စီးတဲ့ပါအေးဆုံးပါဒီဟာဆိုရှင်းကြပဲရှိရကြီးပါပြီ ပြန်ရောက်ပါပြီ ပြန်ရောက်ပါပြီ ပြီးဆုံးပါပြီ See you tomorrow